ကျွန်တော်ဦးလေးတန်းနစ်ကိုတက်ပြန်သွင်းခြင်းဒီပြောကဆရာစီမှာဆိုဟုတ်တယ်မှန်တယ်ဟဲ့ပြားစောကဆရာလေးမှာကြည့်အောင်မဂေးနေရလားမသိဘူးကြည့်အောင်ဒီမှာရောင်ကဂေးရလို့မပြောတာငါအ6မှာ6စစ်စစ်ကျမတို့ဒီဘလို့ဟာ6ကြီးစီခေါ်လာသူကတကယ်ကြောင်းနေမှာလေကွာမင်းမယုံနဲ့နေတေးကြရင်တော့ပန်နီဝိုက်ကြီးတေးကြရစို့အေးအ6ကြီးပြောကဆရာကြီးကျွန်တော်ဦးလေးဂျန်နစ်ကိုပြန်ခေါ်ခြင်းလို့ဘယ်လိုလုပ်ရမလဲဘာမှကြံရှိရေကွာအဲ့လားဘယ်လိုလုပ်ရမလဲဆိုတော့မင်းကွာဗမန်ရယ်စူပါမန်ရယ်ဖလက်ရယ်ဂရင်းလက်တန်ရန်ကိုအမောက်သိပ်ပြီးဒီထဲမှာရှိရကန်လေးမင်းတွေ့ရမလားအဲ့ကန်၄ကန်ရှိရအဲ့၄ကန်စလုံးတွေကိုသူတို့ကိုထည့်လိုက်အဲ့ဒါဆိုရင်မင်းဦးလေးဂျန်နစ်အသက်ပြန်ရှင်းလာလိမ့်မယ်တကယ်နော်သိကြရင်နော်အဲ့ဒါကျွန်တော်လုပ်ပေးမယ်မင်းကိုလိုကေးရှင်းနဲ့လည်းပို့လိုက်မယ်ကွာโอเคဒါနဲ့ကျွန်တော်ဘယ်လိုနိုင်ယူရမှာမင်းကငါဂျပ်ပတ်ရေပြီးတော့နောက်တစ်ခုမင်းရဲ့ inventory ကိုကြည့်လိုက်လက်နက်တွေရေဟောကျေးဇူးအဲ့လက်နက်တွေရေရောကွာမင်းကို teleport ရဲ့ဆွမ်းမှာပေးမယ်တကယ်လားကျေးဇူးပဲအနေဝိုင်ကြီးရေခဏနေကြအောင်ဂျပ်ပတ်လည်းရှိရဆို easy ပဲတမအောင်ဆုံးနီးဆုံးနေရပါစုတော့မင်းဖုန်းထဲမှာကြည့်ဟုတ်တယ်ဖုန်းကြည့်ရမယ်ငါဖုန်းပေးတယ်ဒီမှာပဲနီးဆုံးနေရတော့ကာရှူရွန်းရဲ့အပေါ်ချိန်မှာနီးဆုံးနေရပဲ let's go ကာရှူရွန်းရဲ့အပေါ်မှာရှိရဲ့green light တန်ကြီးgreen light တန်ကြီးလို့နေလို့မသိဘူး green light တန်ကြီးရဲ့ကျွန်တော်ခဏအိုက်တော့ပါဗျာငယ်လေးကလေးက green light တန်ကြီးရဲ့စကားယူကြည့်လာဟုတ်မှလည်းပြောတော့ငါလူတွေယုံနာမဟုတ်ဟုတ်တယ်တူမသိဘူး let's go ရှော့ကန်ဟိုမင်းဘာလို့တင်နေချင်းဒါရုပ်တင်နေဟိုမင်းကငါချိန်နေတယ်လို့ sorry ပါအတီးတော့ဒီမှာမလူရှင်းမသိဘူးဒါဆိုရင်တယောက်ကလူရုပ်သိလားမသိဘူးအဲ့ဒါသိတယ်နောက်တဲ့တနေရာကြည့်လိုက်ပါနောက်တဲ့တနေရာကလေခွင်းထဲမှာလူမြန်းဖြစ်မှာတွားကြည့်ရမှာပဲစူပါမန်ကြီးပါလားတိုင်းကမလေးစူပါမန်ထိုးတာခန်းနေရမှာကိုရနေလန့်ချရင်ကောင်းမယ်တင်ဝင်ငါပဲသေးပါလိစနိုက်ပါနဲ့ရော့ကွာမသေးဘူးကဟာဒီလူပါကြီးဟုတ်ဒီကောင်ကြီးပါကြောင်းကနေပြီးပြောင်းလိုက်တော့မယ်မရောက်ဘူးဒီလိုမီးကိုရောင်နေဘယ်နဲ့ကောင်ကြီးတော့ငါလိုက်ချနေပြီဒီဘာမှတော်ကျန်းနေဒီဘာမှညံ့လို့ဟာဒီဘာမှတော့ကျန်းနေနော်မဖြစ်တော့ကွာပြီးသွားပြီဟာအဲ့ဒါတုံညာပါဘယ်လိုလုပ်မဟုတ်လေပြီးသွားတယ်စူပါမန်ကြီးမလွယ်ဘူးရောကွာတယ်လီဘောလေဆွမ်းကွာဟာလေရောက်နေတော်ပါသေးတယ်ငါဘလူးချမှာတော့ရော့ဒီကောင်မီဒီတော့ငါကျွေးနေတော့ရေးစကန်ရောက်နေနွားဝကြီးကိုဝကြီးနွားရီဒီကုန်ပြီဘာမှမဖြစ်တော့ပါဘူးထားလိုက်ပါတော့မူပတ်မှာကြောက်တယ်ဟာနောက်တဲ့ location လာကြည့်လိုက်ပါတော့မယ်ငါလည်းကြောက်တယ်နောက်တဲ့တနေရာကflat ကြီးရဲ့ဒီနေရာဒီကတော့ flat ဆိုတာပါပြတာအဲ့ဒါနောက်ကျောင်းကငါဗမန်းမဲဖမ်းရမယ်flat က
ကောင်းဆောင်တိုင်းမှာရှိတယ် let's go ကောင်းဆောင်တိုင်းတယ်လီပေါ်စမ်းရှုံးအိုးရောက်ဖလက်ကြီးကရေးမြန်နေတော့အာကြောက်တယ်ဒါကျွန်တော်ကြောက်ပါဟာဘယ်နဲ့ကြီးဟာပြေးသွားလိုက်တော့မလွယ်ဘူးအာရှင်းနေနာဟာအကြောက်မြန်နေလူဘလူတက်မှာတော့ငါမမြန်နေသွားလည်းမရှိဘူးဖလက်ဘဲမှာဒီမနေနေတော့ခင်ဗျတော်တော်မြန်နေဗျာပြောင်းမင်းကဘာတူတော့လာဒါဖလက်ကြီးကိုဒီတိုင်းဆိုမရဘူးတနည်းအားခေါ်သွားမယ်လာဟောက်ကိုရောက်စီဒီတိုင်းဆိုမနိုင်ဘူးဖလက်ကြီးခဏဆောင်နေဝါဟုတ်စွမ်းငါကိုပြန်သွားတော့မယ်ယောဟိုလူကြီးစီပြန်သွားတော့မယ်ပြောကစရာကြီးစီပြန်သွားတော့မယ်ဒီမှာကြွတ်နေနွားကြီးလေးပြီးနေငါလေးအမှုပတ်တော့မယ်ပြောကစရာလေးကြီးနေပြောကစရာကူညီကိုဖလက်ကတရားညံတာကျွန်တော်ဘလို့မှမနိုင်ဘူးအေးအဲ့အတွက်အဖြေရှိရယ်ခဏနေလူတယောက်ရောက်လာလိမ့်မယ်ယေပြောကစရာကြီးငါဘာလို့ခေါ်ရလဲမသိဘူးပြောကစရာကြီးဘာတော့ဒီကောင်နေဖလက်လို့စွမ်းရရအောင်လုပ်ပေးโอเคပါယောဇွီဟာရလဲမရဘူးကြီးကြီးသွားမင်းဟိုနန်းလေးမှာရှိတဲ့နေရာကိုတွားပြီးပေးလိုက်ဟောကျွန်တော်သိပြီယောကွာတော့ဟောက်ကိုတွားမယ်ယူဒါဖလက်ခဏနေချရတာပေါ့ဟာမြန်တဲ့လူနှစ်ယောက်ဗျကျိုင်းဆိုမလွယ်ဘူးခဏလေးကြီးပေါ်နေတယ်ပြတယ်ယောငါလေးကြောက်သွားဒီတိုင်းဆိုမဖြစ်တော့ငါတိသွားဟိုကောင်မပဲပြောကစရာစီပြောကစရာကြီးကူညီအောင်ကျွန်တော်မသိတော့ဒီကောင်ကြီးတော်တော်ကျန်းနေအဲ့ဒါဟိုကောင်မလွတ်လိုက်မယ်โอเคဟယ်လိုဒါကျိုးချီပြီးတော့ထည့်လိုက်တော့မယ်။ယာဟိုခုနကတော့လီယိုဆိုတဲ့ကောင်ချပေးထားတဲ့ခါရောငါဟိုတဲ့ထည့်ရမှာငါတောင်းမယ်။တော့ကစရာကြီးကလည်းဘလို့လောက်ဒီခိုင်းနေမှမသိ။ယော့မင်းပြီးပင်ဒီပေါ်မှာတကောင်ရှိသေးတယ်။ဟာဒါကောင်ရဘလို့လောက်သက်တင်ရှိ။ဝင်းလာတိုင်းရဘလို့လောက်သက်တင်ရှိ။ဟာမသိဘူးထားလိုက်ပါခုလည်းမရတော့ဘူးဝင်းလိုက်တိုင်းရအင်မိုတေးအမေရပါလေသူ့ရဲ့စိမ်းအောင်စားလေးငါရခဲ့ရပဲစူပါမန်စီပဲသွားတော့မယ်စူပါမန်ရတော့မှောင်နေယော့နီးဆုံးနေတယ်လီပေါ်စမ်းဟောရောက်ပြီမှောင်နေမောင်နေတာဆိုတော့လေဒီရိုးတော့နောက်ဆုံးနေသူ့နေရတော့ဘီငါတောင်းရငါနောက်ဆုံး location လဲတည်ပြီ let's go သွားလိုက်အောင်ရှော့ဗန်မန်းရှိရနေရောက်ခူးကြချင်းတယ်လီပေါ်စမ်းဟာဒီနန်းလေးတယ်ငါဘယ်နဲ့သွားကြမှာဗန်မန်းဘက်ကီထဲမှာနေတာဆိုတော့ဒီနန်းလေးမှာဘက်ကီရှိတော့အေးတန်းနေနေရှိတယ်ရမ်းတာဟိုမှာစပိုင်းနေရတာဟိုဒီမှာဒီကူထဲမှာအင်တိုင်တွေ့ပါလားဒါဘက်ကီဟောဗမန်းကြီးပါလားမတွေ့ရတော့ကြိုက်မင်းကဘာတူတော့ည flat ရဆွမ်းရည်လည်းရှိနေပါလားအဲနောက်မှပြင်ထွက်အောင်လားဗမန်းကြီးကျွန်တော်နောက်လိုက်ခဲ့ကျွန်တော်ဗမန်းကြီး surprise တိုက်စားရှိတယ်မင်းဘာတော့ငါဘာဒီ surprise တိုက်မလို့အမ surprise မတိုက်ပါဘူးဟာငါသေးတော့မှာမင်းကလုံရဲတယ်ပေါ့နော်ကွာဗမန်းကြီးကျွန်တော်မနိုင်ပါဘူး
ရော့ဗမိုင်းတောင်စက်ရုပ်ဝစ်စော်တောင်းလာရဟုတ်ကွာအမင်းတော်တော်ဆိုးတဲ့ကောင်ဘာအောင်လုံးရော့ဗမိုင်းရဲ့လောင်းလေးရပြီဆိုပြီးပြီညာချီခဲ့လိုက်တော့မယ်နီးဆုံးနေရာသူတက်လီပေါ်စပြောကဆရာကြီးအိမ်ရောက်တော့ပြောကဆရာကြီးကျွန်တော်ပြန်ရောက်ပြီအောင်မင်းဘာတော့ကျွန်တော်ဒီမှာနောက်ဆုံးဒီမှာဗမိုင်းရဲ့လောင်းပြောကဆရာကြီးဦးလေးတန်းနဲ့တက်ပြန်ရှာလို့ဘာကဒါဒါနဲ့ခုကောင်ရဲ့ဦးတော့ထည့်ပြီးလားအေးငါထည့်ခုကောင်ငါဒီဘက်မှာလေးထည့်ပြီးပါဂျန်ကဒါမိုးချဝါနာဟိုငါတို့လေးတို့ဟာဟိုငါခဏကိုငါတရားသားရှင်တော်ပြီဘယ်နေဝမင်းငါ့ကိုတတ်ခဲ့တာပဲအဲတောင်းရမှာလေကျွန်တော်အဲ့ဒါကျွန်တော်မသိလို့တတ်ခဲ့မိရပါကျွန်တော် sorry ပါကျွန်တော်နောက်ရရတော့ပါအေးငါလည်းမင်းကိုအပြစ်တင်မိခဲ့တဲ့အတွက် sorry ပါပန်နီဝါရာဟိုအကုန်လုံးလည်းအဆင်ပြေပြီဆိုတော့ကျွန်တော်လည်းမဆိုင်တော့ကျွန်တော်လည်းလစ်ပြီအကွာအဲ့တော့ဒီဗီဒီယိုလေးကိုကြိုက်ရင် like subscribe လုပ်ခဲ့ကြပါကျွန်တော် channel ကလည်း subscribe 1k ကြည့်လို့200ကျော်ပဲလိုတာမဟုတ်လို့ subscribe လေးလုပ်ခဲ့ကြပါ 1k ကျွန်တော်လည်းပြည့်ကျင်နေပါပြီအဲ့ဒါကြောင့်ကျွန်တော် subscribe လေးလုပ်ပေးခဲ့ကြပါကျွန်တော် channel ကို subscribe လုပ်ထားရဆိုလဲ subscribe လေးမဖြုတ်ကြပါနဲ့ကျွန်တော်ဒါလေးကိုတော့အဲ့ဒါလေးကိုတော့နူးနူးတောင်းပန်နေပါတယ်ဝူးအားလုံးပဲအဲ့ဆိုရင်ခဏဘာမှမဟုတ်ဒါမဟုတ်ခဏအားလုံးပဲဒီဗီဒီယိုလေးကိုကြိုင် like subscribe လေးလုပ်ခဲ့ကြပါခဏဘာကြီးရောက်လုံးနာနောက်ကကားလာနေပြီဘာကြီးရောမနေလို့ဘာကြီးတော့လက်တွေမြောက်တယ် yes like လုပ်ချင်းအားဖြင့်ကျွန်တော်ကူညီနိုင်ပါတယ်အားလုံးချစ်ပါအဲ့တူတူလေးဒါဘာလဲဆိုဒီဗီဒီယိုတော်မိုက်ဒီဗီဒီယိုကြည့်တဲ့လူတွေထဲမှာဘာလဲဆိုဦးလေးချမ်းနဲ့ပြန်လာပြီလို့ရေးခဲ့တဲ့သူတွေကို happy ပြောရှင်စရာအနေနဲ့ surprise လေးတစ်ခုရှိပါတယ်လို့ဒါမဟုတ်သေးဘူးမဟုတ်လေ emo တွေမွားနေဘာတွေတော့ရော့ဟာတိုက်ထိုးဘာကြီးတော့ဘိုင်ပြချင်တာလေးဘာကြီးတော့ဟုတ်လေအားလုံးပဲဘိုင်မှာယူကြီး